ဒီမှာမေးထားတာက Viber မှာဖြတ်ထားတဲ့စာတွေကိုဘယ်လိုပြန်ကြည့်မှာလဲတဲ့အရင်ဦးဆုံး Viber တဲ့ကိုရင်ဝင်ပြီးသွားပြီဆိုလို့ချင်းဒီအောက်နာကမောစော်လေးကိုတစ်ချက်နှိပ်လိုက်နှိပ်ပြီးသွားပြီဆိုလို့ချင်း setting နဲ့ဝင်ပါ setting နဲ့ဝင်ပြီးသွားပြီဆိုလို့ချင်း account ထဲကိုဝင်ပါပြီးသွားလို့ရှိရင် Viber bucket ထဲကိုဝင်ဒီမှာ setting တွေချိန်ရပါမယ်ပထမဦးဆုံး auto bucket တစ်ချက်နှိပ်လိုက်ဒီနောက်လေးကို daily ကိုရွေးလိုက်ပါနောက်ဒုတိယတစ်ခု bucket using ကို Wi-Fi and mobile data ကိုရွေးလိုက်ပါပြီးသွားရင်ကျွန်တော်တို့ကပုံကိုလည်းပြန်ကြည့်ချင်တယ်ဗီဒီယိုတွေကိုလည်းပြန်ကြည့်ချင်တယ်ဆိုတော့နှစ်ခုလုံးအမှန်ရွေးလိုက်ပါအရေးကြီးတဲ့နေရာကတော့ဒီ Gmail ထည့်တဲ့နေရာပါနော် account for bucket ဒီနားလေးမှာတကယ်လို့ကိုက Gmail မထည့်ရသေးဘူးဆိုလို့ရှင်ကိုယ့်ရဲ့ Gmail ကိုဒီမှာရိုက်ထည့်လိုက်ပါရိုက်ထည့်ပြီးသွားပြီဆိုလို့ရှင်ဒါ bucket now ဆိုလေးကိုတစ်ချက်နှိပ်လိုက်ပါဒါဆိုလို့ရှိရင်ဒီပေါ်နားလေးမှာ bucket လောက်နေပါပြီဒီတိုင်းပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ delete လုပ်ထားတဲ့ဟာကိုပြန်ကြည့်လို့ရပါပြီဒါမှတစ်ခုတော့ရှိပါတယ်အခုမှဒီ setting ကိုချိန်လိုက်တယ်ဆိုလို့ရှိရင်အရင်ကဟာကြည့်လို့မရပါဘူး setting ချိန်ထားတဲ့နောက်ပိုင်းကဖြတ်လိုက်တဲ့ဟာတွေကိုပဲပြန်ကြည့်လို့ရမှာပါဒီဘယ်ဖက်နားလေးမှာ restore ဆိုတာလေးရှိရဲအဲဒီကောင်လေးကိုတစ်ချက်နှိပ်လိုက်ပါပြီးသွားရင် restore now ကိုနှိပ်လိုက်ပါဒါဆိုလို့ရှိရင်ဒါ restore လုပ်နေပါပြီဒါပြီးသွားပြီဆိုလို့ရှိရင်ဒါကျွန်တော်တို့အရင်ကဖြတ်ထားတဲ့ဟာတွေကိုပြန်ကြည့်လို့ရပါပြီ